ရဟန်းတော်နဲ့သိန်းစော်တို့ရွာထွက်လာပြီးတဲ့နောက်နေရာအနှံ့ကိုဆက်လက်ခီးထွက်ခဲ့ကြပါတယ်။အချိန်တွေကြာလာခဲ့တာနဲ့အမျှဆောင်းရသည်ကုန်းလိုနေရာတီတောင်လျှောက်လာခဲ့တာကြောင့်ချောင်းမြောင်းရေကန်တဲ့ရေတွေကတဖြည်းဖြည်းခန်းချောက်လာခဲ့တယ်ဗျ။အရင်ကရေအောက်မှာပုတ်ပွားသွားခဲ့တဲ့တင်းငုတ်တို့တွေကလည်းရေပေါ်တဖြည်းဖြည်းနဲ့ပေါ်လာခဲ့ပါတယ်။ဒါပဲဟုတ်ရင်ကျော်ပို့ရင်ပေါ်တယ်လို့ခေါ်တာပေါ့နော်ဗျာ။နေရာတီရောက်လာတော့ချောင်းထဲကရေတွေခန်းသွားပြီးအောက်ကဖုံးကွယ်ထားတာတွေပေါ်လာကြတာပဲ။လူတွေပြောကြတဲ့စကားပုံလုံးပေါ့။သိန်းစော်ကနေလက်ခင်းပူပြင်းတဲ့နေရာကိုရှောင်ရင်းနဲ့အရွက်ဝါတွေကျွေးကားနေနေဖြစ်တဲ့တပိန်အောက်မှာထိုင်ထားနေပြုတ်လိုက်တာပါရဟန်းတော်ကလည်းနေလေစာဖုံးပေးပြီးတော့ညနေဆောင်ချိန်နဲ့ရောက်မှခရီးဆက်ထွက်ဖို့စောင့်နေခဲ့တယ်ဗျအမှန်တရားဆိုတာဘယ်တော့မှထွက်ပြေးလို့မရဘူးတကားရဲ့ကောင်းတာဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ်တနေ့တော့ပေါ်လာရစမြဲပဲအားလုံးကကိုယ့်လူရဲ့အကျိုးဆက်တွေပါပဲအရင်ကမိုးဆိုးမှတည်းမှလိုမျိုးလားဗျသူကရွာထဲကယောက်ျားတွေရဲ့ဝိညာဉ်တွေကိုစားဖို့သူ့ကိုယ်သူဖုံးကွယ်ထားခဲ့တာလေဒါပေမဲ့သူဘလောက်ပဲဖုံဖုံတနေ့တော့ရွာသားတွေတိသွားကြတာပဲဒါနဲ့ဒီလောက်ပူတဲ့ຢာဒီမှာအရှင်ဖေကဘယ်လိုများဆက်ခီးထွက်ဖို့စိတ်ကူးထားလဲဗျကိုတော့မှတိတိကျကျသွားရမယ်နေရာမရှိပါဘူးတကားရဲ့တကားရောဘယ်လိုမြင်လဲဒီချောင်းမေးတော်လန်အတိုင်းဆက်သွားရင်တရားထိုင်ဖို့နေရာကောင်းတစ်ခုတော့တွေ့နိုင်မယ်ထင်တယ်အရှင်ဖေကသဘောအတိုင်းပါပဲဒီချောင်းထဲမှာရေမကုန်သေးတဲ့နေရာတွေလည်းရှိသေးတယ်လမ်းတစ်လျှောက်လုံးမှာလည်းတစ်ပင်တွေလည်းရှိတော့အရေးရပြီးတောထဲကစားစရာတွေလည်းရနိုင်သေးမယ်ထင်ပါတယ်ဗျာရာသီဥတုကအလွန်ပူပြင်းနေပြီးချွေးသက်တွေကတကူလုံးပေါ်မှာဆူရွှဲလာခဲ့တဲ့ဒီဖြစ်နေခဲ့ပါတယ်ဒါပေမဲ့ဒီအရာတွေကရဟန်းတော်ရဲ့ခရီးကိုတော့လုံးဝအတားအဆီးမဖြစ်ခဲ့ပါဘူးရဟန်းတော်ကစိတ်တည်ငြိမ်စွာနဲ့ခြေလမ်းတိုင်းကိုတတိကပ်ပြီးတော့တဖြည်းဖြည်းရှောက်နေခဲ့ပါတယ်ရဟန်းတော်နဲ့သိန်းစော်တို့ချောင်းပေးတစ်လျှောက်ရှောက်လာခဲ့ကြပြီးကြောက်တုံးတွေအကြားမှာစီးဆင်းနေတဲ့ရေစီးတန်တက်တဲ့ကိုလည်းကြားနေရတယ်ဗျအဲ့နေရာတွေကတောတရိษံလေးတွေအတွက်ရေတောက်ရနေရဖြစ်ပြီးငှက်တန်တရိษံအတန်တွေကပတ်ဝန်းကျင်တစ်ခုလုံးစူညံနေခဲ့ပါတယ်အထူးသဖြင့်နေဝင်ချိန်နီးလာတဲ့အခါမှာတော့ပရစ်နဲ့တောပုကောင်လေးတွေအတန်တွေကတစ်ခုနဲ့တစ်ခုအပြိုင်ဆိုင်မြေးလာပြီးတောတစ်ခုလုံးစူညံသွားစေခဲ့တယ်ဗျအဲ့ချိန်မှာပဲရဟန်းတော်ကအပင်ရဲ့အရွယ်အစားကိုကြည့်ုံနေပဲနှစ်ပေါင်းများစွာတတ်တန်းရှိနေပြီဆိုတာသိတာနေတဲ့ညောင်မင်းတပင်အောက်မှာရက်ခဲ့လိုက်ပါတယ်အရှင်ဖေဒီညောင်မင်းအောက်မှာပဲနားမလားဗျသိန်းစောအဲ့လိုမေးလိုက်ပါတယ်ရဟန်းတော်နဲ့တူခီးသွားခဲ့တာကြာပြီဖြစ်တာကြောင့်သိန်းစောရဟန်းတော်ရဲ့စိတ်သဘောထားကိုအနှဲငယ်နားလည်လာခဲ့ပါပြီရဟန်းတော်ကတော့ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ပြီးခေါင်းအသားညှိတ်ခါငြိမ်သက်စွာထိုင်ခဲ့လိုက်တယ်ဗျသိန်းစောကတော့ရဟန်းတော်နဲ့မလှမ်းမကမ်းမှာမိဘုံတသေးတဲ့ပုံဖိုးနေခဲ့ပါတယ်နေကင်းကပူပြင်းတဲ့နေပူရှင်အငွေ့တွေကြောင့်ပတ်ဝန်းကျင်ကပူအိုက်ပြီးတော့အသက်ရှူကခန့်နေခဲ့တယ်ဗျအဲ့ချိန်မှာပဲလူတယောက်အလောတကြီးပြေးလာသလိုခြေတံတွေကိုကြားလိုက်ရပါတယ်ရဟန်းတော်ကတော့မျက်လုံးမိတ်ကတရားမှတ်နေစေပဲဖြစ်တယ်ဗျသိန်းစောချက်ချင်းထားရက်လိုက်ပြီးဒဲအိမ်ကိုခတ်တင်းစုပ်ကင်ထားလိုက်ပါတယ်အတန်ပိုင်ရှင်ကဘသူမှမသိသလိုရန်လိုသူလားအကူအညီတောင်းသူလားဆိုတာလည်းမခွဲခြားနိုင်သေးပါဘူးခြေတံတွေကမီးပုံနာကိုတဖြည်းဖြည်းနီးလာခဲ့တယ်ဗျအရေးမဲမဲတစ်ခုကလူတယောက်အရွယ်လောက်ရှိပြီးအလင်းစလိုပြေးလာကရှောက်လာခဲ့ပါတယ်မြင်ကွင်းကထင်ရှားလာတဲ့အချိန်မှာတော့သိန်းစောတော်အံ့ဩသွားပြီးဓာတ်ကိုချက်ချင်းပဲပြန်သိမ့်လိုက်ရတယ်ဗျရှေ့မှာရှိနေတာအသက်10နှစ်ကျော်လောက်သာရှိသေးတဲ့ကိုရင်လေးတစ်ပါးဖြစ်နေခဲ့ပါတယ်ကိုရင်လေးရဲ့ပုံစံကတစုံတစ်ခုကိုကြောက်လန့်ပြီးတော့ထွက်ပြေးလာတယ်လို့ဖြစ်နေခဲ့တယ်ဗျကဲပါဦးကျေးဇူးပြုပြီးတော့ကိုကြီးကိုကဲပါဦးနှခမ်းတွေကဖြူဖြော့နေပြီးအတန်းကလည်းတုံရင်နေတယ်ဗျမျက်လုံးထဲမှာတော့အကူအညီတောင်းခံနေတဲ့အရေးအယောင်တွေပြည့်နှက်နေခဲ့ပါတယ်ကိုရင်လေးရဲ့ဝတ်ထားတဲ့သင်္ကန်းကလည်းရှုပ်ထွေးကစုပ်ပြဲနေခဲ့တယ်ဗျဒီလောက်ညံ့နေပြီကိုရင်လေးဘာကိုကြောက်ပြီးတော့ပြေးလာခဲ့တာလဲဗျအဲကြောင့်မှမနေနိုင်တော့ဘူးကိုရင်လူထွက်ပြီးတော့အိမ်ပြန်ခြင်းနဲ့ဒါပေမဲ့အဖွားကလားမခေါ်သေးဘူးဗျာကိုရင်လေးကပြောပြီးတာနဲ့ဝတ်တော်ဘက်ကိုလက်ညှိုးထိုးပြလိုက်ပါတယ်သိန်းစော်လှမ်းကြည့်လိုက်တော့လေတိုက်လို့ဝါးရွက်တွေလှုပ်ခတ်သွားတဲ့ကြားကနေအမောင်ထဲမှာဖះเจ้าအမိုးရီတစ်ခုကိုအနှဲငယ်မြင်လိုက်ရတယ်ဗျဒီလိုကြောက်လန့်နေတဲ့ကိုရင်လေးကိုကြည့်ပြီးတော့သိန်းစော်လည်းတနာသွားခဲ့ပါတယ်ပူတဲ့နေရာကနေအေးတဲ့နေရာကိုရောက်လာပြီဆိုတော့အရင်နားလိုက်ပါဦးကိုရင်ဘာဖြစ်ခဲ့လဲဆိုတာနောက်မှဖြည်းဖြည်းပြောလေရပါတယ်ကျေးဇူးတင်ပါတယ်အရှင်ဖះဒါဆိုဒီညတော့တပည့်တော်ဒီမှာပဲနားပြရစီမနေ့မိုးလင်းတာနဲ့ပြန်တော့ပါမယ်ကျောင်းကိုပြန်မလားအိမ်ကိုပြန်မလားကိုရင်အရင်တော့ကျောင်းကိုပြန်ရမှာပေါ့လူထွက်ပြီးမှပဲအိမ်ကိုပြန်လို့ရမှာလေကိုရင်လေးကပြန်ဖြေပေမဲ့မျက်လုံးတွေကတော့အောက်ကိုငုံသွားခဲ့တယ်ဗျအဲ့ချိန်မှာပဲရဟန်းတော်ကတဖြည်းဖြည်းချင်းထွက်လာခဲ့ပြီးကိုရင်ညွန်ပြတဲ့ဘက်ကိုကြည့်ခဲ့လိုက်ပါတယ်ဝတော်ရဲ့အလွန်မှာတော့ဖုံးကြောင်အမို့အရိပ်ကိုမဲမဲကြီးမြင်နေရတယ်ဗျကိုရင်ကဒီကျောင်းမှာနေတာကြားပြီလားနေတာတော့နှစ်တရာလောက်ရှိပြီထင်ပါတယ်ဗျဟမ်
အခုနကိုရင်ပြောလိုက်တာနှစ်တရာလောက်ရှိပြီလို့ပြောလိုက်တာလားမဟုတ်ပါဘူးမဟုတ်ပါဘူးကိုရင်ဆိုလိုတာကိုရင်ဒီကိုရောက်တာရက်တရာကျော်လောက်ပဲရှိသေးတယ်လို့ပြောတာပါကိုရင်လေးကကြပြကြရရှင်းပြလိုက်ပါတယ်တိတ်စောကကိုရင်နဲ့စကားပြောနေတဲ့အချိန်မှာရဟန်းတော်ကတော့တရားမှတ်နေစေဖြစ်ပြီးငြိမ်သက်ခါတရားကျင့်နေခဲ့ပါတယ်ညပိုနှက်လာခဲ့တာနဲ့ပတ်ဝန်းကျင်ဟာပိုပြီးတော့တိတ်ဆိတ်လာခဲ့ပါတယ်ဒါပေမဲ့အဲ့တိတ်ဆိတ်မှုတွေကြားထဲမှာတယောက်ယောက်ကပထန်ရုပ်နေတယ်လို့အတန်တိုးတိုးကိုကြားနေရတယ်ဗျဟိုမှာမတိလရှင်အစီအရင်စတော့မယ်ထင်တယ်ကိုရင်လေးကစိုးရိမ်နေမျက်နှာနဲ့ပြောလိုက်ပြီးပတ်ဝန်းကျင်ကိုကြောက်ကြောက်လန့်လန့်နဲ့ကြည့်နေခဲ့ပါတယ်မတိလရှင်ဟုတ်လားအစီအရင်ဆိုတော့ရောဘာအစီအရင်လဲရစ်ပူစောတဲ့အစီအရင်လေးမတိလရှင်ကလူတွေကိုနတ်ဖျားအတွက်ရစ်ပူစောပေးတာရွာလူတွေကိုကာကွယ်ပေးဖို့တဲ့တကားတော့ဒီဒေတာမဟုတ်တော့မတိသေးဘူးထင်တယ်အဲ့ချိန်မှာပဲယဟန်တော်ကတရားကျင့်ရာကနေရက်လိုက်ပြီးဒိန်းစော်နဲ့ကိုရင်အနာကိုရှောက်လာခဲ့ပါတယ်ကိုရင်ကိုတော်တို့ကိုကြောင်းစီကိုခေါ်သွားပေးပါယုံကြည်မှုလွန်ခဲ့ပြီးလမ်းမကိုရောက်နေတာမျိုးဒီအတိုင်းလှုပ်ထားလို့မရဘူးယဟန်တော်ကတင်ကြီးနဲ့အတန်နဲ့ပြောခဲ့လိုက်ပါတယ်ဒိန်းစော်ကတော့နားမလဲသလိုမျက်နှာနဲ့ကြည့်နေခဲ့ပေမဲ့အမြန်ပဲပစ္စည်းတွေသိမ်းကခရီးဆက်ဖို့ပြင်းခဲ့လိုက်တယ်ဗျကိုရင်လေးကလည်းရဟန်းတော်နဲ့ဒိန်းစော်ကိုကြောင်းစီခေါ်သွားခဲ့ပါတယ်ညကအတော်နဲ့နေပြီဖြစ်ပြီးဒိန်းစော်ကရဟန်းတော်ရဲ့တင်ကြီးလုံးနဲ့မျက်နှာကိုမြင်တော့စိတ်ထဲကတန်တရားတွေကိုတော့မမေးရဲတော့ပါဘူးကျောင်းရဲ့အမှုအနိကမြင်နေရပေမဲ့ကိုရင်ကတော့သူတို့ကိုလမ်းကွေလမ်းကောက်ကနေပတ်ခေါ်သွားနေပြီးဝင်ပေါက်စီကိုမရောက်နိုင်သေးပါဘူးဘယ်တော့ရောက်မှလဲကိုရင်လမ်းပြောက်နေတာတော့မဟုတ်ပါဘူးနော်မကြီးပါနဲ့တခါရဲ့ရောက်ချင်ရင်တော့ရောက်အောင်ပါပေါ့လမ်းပြောက်နေရင်လည်းပြောက်တယ်ပြောပါကိုရင်ဆရာတော်ဒီလိုပတ်ခေါ်နေတာပင်ပန်းတယ်လေရောက်တော့မလို့နဲ့အခုထိကိုမရောက်နိုင်သေးဘူးရပါတယ်တကားကိုတော်ဒီနေရာမှာတနားရီလောက်ထိုင်နေပြီးတော့တရားမှတ်လိုက်အောင်မယ်ပြီးမှကြောက်ဝင်မောက်ကိုဖိဖိချင်းရှားကြတာပေါ့ရဟန်းတော်ကပြောရင်းနဲ့တင်မြေကွေထိုင်လိုက်ပြီးမျက်လုံးမှိတ်ခါစိတ်ကိုတင်းငိမ့်စွာမှတ်နေခဲ့ပါတယ်အဲအချိန်မှာပဲလင်ပြေးတစ်ချက်တိုက်လာပြီးမိကိုရောက်အငွေတွေကပေါင်ဝန်းကျင်တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့တယ်ဗျဟမ်ရှင်ပြဟိုကိုရင်ကဘာဖြစ်သွားလဲဒိတ်စောကတုံရင်နဲ့အတန်းနဲ့ပြုတ်လိုက်ပါတယ်မိကိုငွေတွေကကိုရင်လေးရဲ့တကူလုံးကိုဖုံးလွှမ်းသွားပြီးခဏအကြာမှာတော့အဖြူအောင်ဝတ်ထားတဲ့အဖွားကိုတယောက်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်နောက်ဆုံးတော့ကိုရဲ့တရုပ်မှန်ကိုဖော်လိုက်ပြီးပေါ့တက္ကမကြီးဘုံကြီးเจ้าလူတွေကိုလှည့်ပြားဖို့ယုံမားစီကိုအသုံးချနေတာတရားဓမ္မကိုလမ်းလွဲအောင်လုပ်နေတာဒါဟာအကုသိုလ်ကြီးပဲအခုရက်လိုက်ပါတော့တက္ကမအဖြူအောင်ဝတ်စုံနဲ့သီလရှင်ပုံတရံရှိတဲ့အဖွားအိုကလေထဲကနေပြင်းထန်စွာပြောင်းဝင်လာပြီးရဟန်းတော်စီကိုတိုက်ခိုက်ဖို့တန်တန်မတ်မတ်ဝင်လာခဲ့ပါတယ်ဒါပေမဲ့ဒိန်းစော်ကချက်ချင်းပဲသူ့ခန္ဓာကိုယ်ကိုအကာအကွယ်အဖြစ်ဝင်းကာကွယ်လိုက်တယ်ဗျခင်ဗျဘာလို့ကျွန်တော်ဒီလိုအကိုရင်လေးအသွင်ယူပြီးတော့ကျုပ်တို့လားလိုက်တာလဲဒိန်းစော်ကဓာတ်ကိုတင်းတင်းဆုပ်ထားပြီးလှည့်ပတ်ခါကာကွယ်နေခဲ့ပါတယ်ကြောက်ရွံ့မှုကရင်ထဲမှာရှိနေပေမဲ့ရဟန်းတော်ကိုအန်ဒီရေမကြောက်စေချင်တဲ့စိတ်ကကြောက်ရွံ့မှုကိုတွန်းလှန်နေခဲ့တယ်ဗျသူရှိမှရှိနေတာကလူသားမဟုတ်ဘူးဆိုတာလည်းသိနေခဲ့ပါတယ်နင်တို့ကငါ့ကိုလူတွေကိုလှည့်စားတယ်လို့ပြောတယ်ဟုတ်လားဒါပေမဲ့သူတို့လိုချင်တော့ငါပေးနေတာပဲတရားဓမ္မဆိုတာအကျိုးအကြောင်းကိုသာပြတာပါအကြောင်းရှိရင်အကျိုးရှိတယ်ဒါပေမဲ့တက္ကမလိုဝိညာဉ်ကလူတွေကိုလိမ်လည်ပြီးတော့လမ်းမစေငါမလဲဘူးငါသူတို့လိုချင်တာကိုပဲပေးတာနေလည်းအတူတူပဲမဟုတ်ဘူးလားဖို့ကြီးနေရလည်းအမြင့်ဆုံးတရားကိုရကျင်တယ်မလားလာလေငါကိုညီပေးမယ်ဒီလိုပင်ပန်းခံစရာမလိုတော့ဘူးပြောပြတာနဲ့အဖွားအိုဝိညာဉ်ကမန္တန်ရွတ်လိုက်ပြီးပတ်ဝန်းကျင်တစ်ခုလုံးကိုမိကိုရောက်အမှုတွေဖုံးလွှမ်းသွားစေတယ်ချက်ချင်းပဲသိစုံနဲ့ရဟန်းတော်တို့နှစ်ယောက်စလုံးနှလုံးတွေချာချာလဲသွားပြီးတာမန်မဟုတ်တဲ့မော်နယ်မီတွေကိုရောက်သွားတယ်ချွေရောက်မီတော့ဆောင်းဝိုင်းထန်ခံလိုက်ကြတယ်မဲအောင်တင်းမြစ်တွေကရဟန်းတော်နဲ့သိစုံကိုဖုံးအုပ်ချုပ်ထားခဲ့တယ်သိစုံကဓာတ်ဟုတ်ဖြတ်ပြီးမဲအောင်တင်းမြစ်တွေကိုခုတ်ဖြတ်နေတယ်ဒါပေမဲ့သူခုတ်လိုက်တဲ့အရာတွေကလေထဲမှာပဲမိခိုးလိုကြောက်ပြီးသွားခဲ့တယ်ရှင်ပြသတိထားပါဒီမကောင်းဆိုးကတော်တော်အင်အားကြီးတယ်မိကိုထဲမှာပဲကြီးမားတဲ့အကျိတ်တွေထပ်ထွက်လာပြီးရဟန်းတော်ကိုတဖြည်းဖြည်းပိတ်ဆို့လာခဲ့ပါတယ်ရဟန်းတော်နဲ့သိန်းစော်မြန်မြန်ရှောင်ဆွဲနိုင်ခဲ့ပေမဲ့သိန်းစော်ကပခုံးမှာအနှဲငယ်ထိခိုက်သွားခဲ့ပြီးရဟန်းတော်ရဲ့လက်တစ်ဖက်မှာတော့သွေးဆက်တစ်ဆက်ထွက်ကျလာခဲ့တယ်ရဟန်းတော်ရဲ့သွေးဆက်မြေပြင်ပေါ်ကျသွားတဲ့အခါမှာ
မမျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။မြေပြင်ပေါ်ကနေစိမ်းရောင်အလင်းနှံတွေထွက်ပေါ်လာပြီးမီးတောက်လိုဖြည်းဖြည်းချင်းပြန့်နှံ့သွားခဲ့တယ်ဗျ။အဲ့ဒီအစိမ်းရောင်အလင်းနှံတွေကမိခိုးနယ်မြေတစ်ခုလုံးနဲ့အမဲရောင်တစ်မြစ်တွေအားလုံးကိုလောင်ကျွမ်းတယ်လို့ပစ္စည်းစေပြီးမကောင်းဆိုးဝါးအဖွားအိုရဲ့အရစ်ကူပါတဖြည်းဖြည်းချင်းဝါမလို့သွားခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့ဝိညာဉ်တွေရဲ့အော်တန်သာလေထဲမှာကြံ့ရှင်းနေခဲ့တယ်။အဲနောက်ပတ်ဝန်းကျင်တစ်ခုလုံးဟာပုံမှန်အခြေအနေကိုပြန်လည်ရောက်ရှိသွားခဲ့တယ်ဗျ။ညအမောင်ထဲမှာတော့တိတ်ဆိတ်မှုသာကြံနေခဲ့ပေမဲ့ဝေးလံနဲ့တောတွေကနေတော့တယောက်ယောက်ကအကူအညီတောင်းနေတယ်လို့ညီးတန်တက်တွေထွက်ပေါ်နေစေဖြစ်ပါတယ်။ဒေဇော်နဲ့ရဟန်းတော်နှစ်ယောက်စလုံးကတော့အဲ့အတိုင်းအရင်အမြစ်ကိုရှာဖွေဖို့အတွက်ဖြည်းဖြည်းချင်းတောအမောင်ထဲကိုဆက်လက်ရှောက်လှမ်းနေခဲ့ကြတယ်ဗျ။အတန်းဖះเจ้าနေကနေထွက်လာတာဖြစ်မယ်လို့ထင်နေဗျ။ဒေဇော်ကအဲ့ဒီလိုပြောလိုက်ပါတယ်။ဒါဆိုရင်ကိုတော်တို့ဒီเจ้าထဲကိုဝင်နိုင်မှုနီးလန်းရှာကြရမယ်။ဒီအတန်တွေကကိုတော်တို့အကူအညီကိုလိုအပ်နေတယ်။ရှင်ဗျာအဲ့ဒီအတန်လူတန်လားဒါမှမဟုတ်ဝိညာဉ်တန်လားမသေးချောင်းတော့သူတို့ဘာပဲဖြစ်ဖြစ်အကယ်၍သူတို့ဒီဝေဒနာအတွင်းကနေလွတ်မြောက်နိုင်အောင်ကူညီနိုင်မယ်ဆိုရင်လေအဲ့ဒါလည်းကုသိုလ်တစ်ခုပါပဲဒေဇောကရဟန်းတော်စကားကိုနားထောင်ပြီးတော့ခေါင်းညှိလိုက်ပါတယ်ဒါဆိုဖုန်းเจ้าနဲ့ကိုဘယ်လိုဝင်ကြမလဲဗျာမကောင်းဆိုးကဝိညာဉ်ကတပည့်တော်တို့လမ်းမအောင်နှောက်ယှက်ကြမယ်ထင်တယ်အဲ့ဒီခါရဟန်းတော်ကမျက်စိကိုဖြည်းဖြည်းချင်းပိတ်လိုက်ပြီးတိတိစိတ်မန္တန်တစ်ခုကိုရွှတ်ဆူလိုက်တယ်ဗျာခဏအတွင်းမှာပဲတောအုပ်အမောင်တွေကတနေရာမှာအလင်းရောင်တစ်ခုလင်းလက်လာခဲ့ပါတယ်။အလင်းကအနှဲငယ်သာရှိပေမဲ့တစ်ခုခုကိုလမ်းညွန်ပြတာနေတယ်လို့တစ်ဖက်ကိုညွန်ပြနေခဲ့တယ်ဗျ။သွားကြရအောင်တကား။ရဟန်းတော်ကတင်းငိမ်စွာပြောလိုက်ပါတယ်။ဒေဇော်လည်းအံ့ဩသွားပြီးအလင်းကိုကြည့်လိုက်ခါမိတော့ကိုကန်ပြီးတော့အလင်းနဲ့အတိုင်းလိုက်သွားခဲ့တယ်ဗျ။ရဟန်းတော်နဲ့သိန်းစော်တို့အလင်းအတိုင်းရှော့လာရင်နောက်ဆုံးမှာတော့ဖုန်းကြီးเจ้าရဲ့ဟောင်းနှွမ်းပစ္စည်းနေတဲ့ဝင်ပေါက်တစ်ခုကိုရောက်ရှိလာခဲ့ပါတယ်ဒီဟာပဲဖြစ်မယ်ထင်တယ်ဗျာဒါပေမဲ့ဘာလို့ဒီနေရာအချိန်အကြာကြီးဖြစ်ထားတယ်လို့ပစ္စည်းရှုပ်ပွားနေရလဲဒိန်းစွာပြောလိုက်ပြီးဖုန်းကြောင်းအတွင်းကိုမျက်စိတစ်ချက်လှည့်ကြည့်လိုက်ပါတယ်သူဓာတ်ကိုတင်းတင်းဆုပ်ထားရင်းလမ်းပိတ်နေတဲ့ခြုံတော်တွေကိုဖျက်တော့ဖေရှားပေးလိုက်တယ်ဗျာအဲလိုနဲ့ပဲရဟန်းတော်လမ်းလျှောက်ရတာအဆင်ပြေအောင်နှစ်ယောက်လုံးသတိထားပြီးတော့ဖုန်းကြောင်းဟောင်းအတွင်းကိုတဖြည်းဖြည်းချင်းဝင်ရောက်သွားခဲ့ပါတယ်ကူညီပါငါတို့ကဲပါအကူအညီတောင်းတန်ကအနီးကပ်ထွက်ပေါ်လာသလိုဖြစ်ပြီးရဟန်းတော်ကချက်ချင်းရက်တန်သွားကပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်ပါတယ်ပြီးတာနဲ့ရဟန်းတော်ကညအမောင်တွေကမိတို့အလင်းရောင်အောက်မှာထန်ကုန်နေရာတစ်ခုကိုရှာပြီးတိတ်တဆိတ်တရားထိုင်မှုပြင်ဆင်နေခဲ့တယ်ဗျဒိန်းစောကတော့မိတို့ကိုကိုင်းပြီးရဟန်းတော်အနားမှာမခွာပဲရှက်နေခဲ့ပါတယ်ဖုံးကြောင်းအတွင်းကအငွေ့သက်တွေကအလွန်အေးဆန်နေပြီးထူးဆန်းတဲ့အာဃာတအစွမ်းအားတစ်ခုကိုပါခံစားနေရတယ်လို့ဖြစ်နေခဲ့တယ်ဗျခဏအတွင်းမှာပဲပတ်ဝန်းကျင်တစ်ခုလုံးကိုတိတ်ဆိတ်သွားပြီးအရှိမဲမဲတွေကြားမှာအဖြူအောင်ဝတ်စုံနဲ့မကောင်းဆိုးဝါးအဖွားအိုပေါ်လာခဲ့ပါတယ်နင်တို့ကိုဟာကိုဝင်လာတာပဲဒီနေရာကနေအသက်ရှင်လျက်ပြန်ထွက်နိုင်မယ်လို့မထင်နဲ့ခမရတကယ်တော့သီလရှင်တယောက်ပဲမဟုတ်လားဘာကြောင့်လူတွေကိုတတ်ဖို့ထိရည်ရွယ်ရတာလဲလူတွေကမြင်တာကိုပဲယုံကြတယ်ငါသူတို့ယုံကြည်မှုကြောင့်ဖြစ်လာတာပဲငါခံစားကြရတဲ့နာကျင်မှုတွေကိုသူတို့အားလုံးကိုပြန်ပေးမယ်အဲ့အချိန်မှာပဲမကောင်းဆိုးဝါးအဖွားအိုကစွမ်းအားတွေအကုန်ထုတ်သွင်းလိုက်တယ်ပဲလေပြင်းတွေတက်ခတ်လာပြီးမိုးကြိုးလျှက်စီးတွေနဲ့အတူအမဲရောင်တစ်မြင့်တွေတွေကဒိန်းစောနဲ့ရဟန်းတော်ကိုဝိုင်းပတ်ထားလိုက်ကြပါတယ်ဒိန်းစောတက်နေသမျှတန်ပြန်တိုက်ခိုက်နေခဲ့ပေမဲ့အဲ့ဒီအမဲရောင်တွေကခုတ်လိုက်ထားနဲ့မိကူးလိုပြန်ပြောက်သွားခဲ့တယ်တတိထားပါရှင်ဗျာဒီမကောင်းဆိုးဝါးအရန်အင်အားကြီးတယ်ဒါပေမဲ့ခဏအတွင်းမှာပဲဒိန်းစောရဲ့ခန္ဓာကိုယ်ကိုငွေတွေကချုပ်ဆွဲလိုက်ပြီးဒိန်းစောရဲ့အစိတ်ကိုအမောင်စွာတစ်ခုကထိန်းချုပ်သွားခဲ့ပါတယ်ဒိန်းစောရဲ့မျက်လုံးတွေကအရင်ကနဲ့မတူတော့ပဲအရေးတစ်ခုကသူ့ကိုဝင်စီးထားတယ်လို့ဖြစ်သွားခဲ့တယ်ဒိန်းစောသူကိုယ်တိုင်တော့မသိလိုက်ဘူးဓာတ်ကိုမြှောက်ပြီးတော့ရဟန်းတော်စီအမြန်လှမ်းတိုက်ခိုက်ခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲရဟန်းတော်ရဲ့ကိုယ်ကနေအလင်းတစ်ခုထွက်ပေါ်လာခဲ့တယ်ဗျအလင်းရောင်ကြောင့်မကောင်းဆိုးဝါးအဖွားအိုဟာဒိန်းစောရဲ့ခန္ဓာကိုယ်ထဲကနေလွင့်ထွက်သွားပြီးမြေပြင်ပေါ်ကိုကျသွားခဲ့ပါတယ်ဒိန်းစောလည်းချက်ချင်းတတိပြောင်းဝင်လာခဲ့တယ်ဗျအခုဘာဖြစ်သွားလဲတပည့်တော့အရှင်ဖျားကိုတိုက်ခိုက်ပြီးတော့မလို့ဖြစ်သွားလားမဟုတ်ဘူးတကားအဲ့ဒါဝိညာဉ်စိုးတစ်ခုပါပဲအဲ့ဒီဝိညာဉ်ကအတိတ်တုန်းကသီလရှင်တယောက်ဖြစ်ခဲ့တယ်ဒါပေမဲ့လူတွေကသူ့ကိုမတရားဆွဆွဲပြီးတော့မိရှို့တတ်ခဲ့ကြတာအဲ့ဒီအာကာရကြောင့်သူကဒီနေရာမှာဝိညာဉ်အဖြစ်ကြံရက်ပြီးတော့လူတွေရဲ့အသက်ကိုစားသုံးလာခဲ့တာပဲ
ကျမအရှုံးပေးပါပြီကျေးဇူးပြုပြီးကျမကိုလွတ်ပေးပါကုညီပါ ဝိညာဉ်အဖွားအိုရဲ့အတန်ကအားနဲ့လာပြီးမျက်ရည်တန်နဲ့ညင်းညူနေခဲ့ပါတယ်ကိုတော့ကူညီပေးလို့မရဘူးတက္ကမကိုယ်တိုင်ရဲ့အတွင်းအကိလေသာတွေအာကာရတွေကိုဖျက်တောက်နိုင်မှသာဒီဒုက္ခကနေလွတ်မြောက်နိုင်ပါလိမ့်မယ်တက္ကမအခုခံစားနေရတဲ့ဒုက္ခတက္ကမကိုယ်တိုင်ကပဲဖန်တီးထားတာဒါကြောင့်ဒီအရာကိုရတတ်နိုင်တဲ့သူကလည်းတက္ကမကိုယ်တိုင်ပဲဖြစ်တယ်ရဟန်းတော်ရဲ့စကားတွေကိုနားထောင်ပြီးဝိညာဉ်အဖွားအိုဟာလက်အုပ်ချပြီးတော့တဖြည်းဖြည်းတိတ်ဆိတ်သွားခဲ့တယ်ဗျအဖွားအိုရဲ့မျက်နှာပေါ်မှာငိုတီးမှုတွေပျောက်ကွယ်သွားပြီးနားလေသဘောပေါက်သလိုအလင်းတစ်ချက်တောက်လာခဲ့ပါတယ်ခဏအတွင်းမှာပဲသူ့ခန္ဓာထဲကနေအလင်းလုံးတွေတစ်ခုပြီးတစ်ခုထွက်ပေါ်လာပြီးလေထဲကိုပြန်တန်းသွားခဲ့တယ်ဗျအဲ့အလင်းလုံးတွေကသူ့မတစ်ချိန်ကချုပ်နှောင်ထားခဲ့တဲ့ဝိညာဉ်တွေပဲဖြစ်ပါတယ်အလင်းအောင်တဖြည်းဖြည်းပျောက်ကွယ်သွားတဲ့အချိန်မှာတော့ဝိညာဉ်အဖွားအိုဟာတိတ်တဆိတ်ရဟန်းတော်အရှိမဒူးထောက်လက်အုပ်ချီကပေါ်လာခဲ့ပါတယ်တရိထားတော်ရှင်ဗျာသွားတော့တက္ကမလုတ်ခဲ့တဲ့ကံကိုတက္ကမကိုယ်တိုင်ပဲပြန်ဆက်ရမယ်ဒါပြီးတော့ရင်တက္ကမလည်းဒီဒုက္ခနဲ့လွတ်မြောက်မှာပါရဟန်းတော်ရဲ့စကားဆုံးတာနဲ့နဲ့ရောင်မိကိုဝိုင်းတစ်ခုပေါ်လာပြီးဝိညာဉ်အဖွားအိုကိုအမောင်နဲ့ဆွဲခေါ်သွားခဲ့ပါတော့တယ်အဲဒီနောက်တောအုပ်ကြီးတစ်ခုလုံးလည်းတိတ်ဆိတ်အေးချမ်းသွားခဲ့တော့တယ်ဗျအာယုဦးအလင်းရောင်ကတောထဲကိုတဖြည်းဖြည်းချင်းဝင်ရောက်လာခဲ့ပါတယ်တိတ်စောဟာတပ်ပြင်းအရှိချပြီးမြေပြင်ပေါ်ထိုင်းချလိုက်ပါတယ်အရန်ပင်ပန်းတာပဲအရှင်ဗျာရဟန်းတော်ကတော့တိတ်ဆိတ်စွာမတ်တက်ရက်ပြီးအနီးကအယိုးစုအလောင်းတစ်ခုကိုကြည့်နေခဲ့ပါတယ်အဲ့ဒါကတော့အဝေးအစားနဲ့မီးလောင်ထားတဲ့တီလာရှင်တယောက်ရဲ့ကြံရှိခဲ့တဲ့အရာဖြစ်တယ်ဗျဒီတီလာရှင်ကိုလူတွေကမတရားဆွဆွဲပြီးတော့မိရှို့တက်ခဲ့ကြတာဒါပေမဲ့အဲ့ဒီအာဃာတကြောင့်သူကဝိညာဉ်စိုးအဖြစ်ပြောင်းလဲသွားခဲ့ပြီးဒီနေရာမှာအမျက်ဒေါသတရားနဲ့လူတွေကိုဒုက္ခပေးခဲ့တာပဲဒါဆိုအကြောင်းရှိရင်အကျိုးရှိတယ်ဆိုတာဒီလိုမျိုးပေါ့နော်အရှင်ဖေဟာရဟန်းတော်ကကောင်းကျင်လိုက်ပါတယ်ရဟန်းတော်နဲ့သိန်းစောအဲ့နေရာကနေထွက်လာခဲ့လိုက်ကြပြီးနောက်ထပ်မပြီးဆုံးသေးတဲ့ခရီးကိုဆက်သွားခဲ့ကြပါတယ်ရှေ့မှာဘာတွေဖြစ်လာမလဲမသိသေးပေမဲ့ရဟန်းတော်ရဲ့စိတ်ကတော့တရားဓမ္မအပေါ်မှာပုံမူတည်ငြိမ်ခိုင်မာလာခဲ့တယ်ဗျ